ရာဆေးလုံးတွေကိုစားပြီးပြန်ထုတ်လိုက်တဲ့ကြီးမားတဲ့ Tabis ဘုံကြီးကြောင့်တရွာလုံးပြာကျတော့မှဖြစ်ပေမဲ့နေတူကတော့ကလေးတွေကို Sasuke နဲ့အပ်ခဲ့လိုက်ပြီးသူနဲ့ခူရာမာကပောက်ကွဲမှုကိုလုံးဝအပြစ်မရောက်သွားစေဖို့မတုံးတာကြာပြီဖြစ်တဲ့ Tabis ပေါင်နဲ့အကုန်လုံးကိုအုံမိုးပေးလိုက်ပါတယ်ဘိုရူတိုကတော့သူ့အဖေဘာလို့ပြန်မတိုက်လဲဆိုတာကိုနားမလည်နိုင်ဖြစ်နေရကြောင်း Sasuke ရဲ့နေတူသာစိတ်ပိုင်ရင်ဒီဘုံတော့ကိုအသာလေးတက်ခိုက်ရင်ဖျက်ဆီးပြလို့ရပြီမဲ့အဲ့လိုသာလုပ်လိုက်ရင်ဘေးဘက်ဝင်းကြီးကိုပါထိခိုက်မှာဆိုရဲအတွက်ကာဝယ်ပေးနေရဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အဲ့အချိန်ကျမှဘိုရူတိုကလည်းတရွာလုံးကိုမိသားစုလိုသဘောထားရဲဆိုရဲသူ့အဖေရဲ့စကားနဲ့ကာဝယ်ပေးထားတဲ့ချာကရာကနေတစ်စစ်သူတို့ပေါ်အဖေဖြစ်တဲ့နေတူကဘလို့ခံစားချက်မျိုးရှိရဲဆိုတာကိုနားလည်သွားခဲ့ပါတယ်အေးစစ်စစ်သူ့မိသားစုတစ်ခုကိုပဲကဲပြီးကိုလိုရုံးရင်ရနိုင်ပြီမဲ့သူတန်မိုးထားရတဲ့လူတိုင်းကိုကာဝယ်ဖို့နေတူဆိုတဲ့သူ့အဖေကဒီလိုအနစ်နာခံရတဲ့ဆိုတာကိုနားလည်သွားခဲ့ပြီမဲ့လက်ရှိမှာတော့နောက်ကျသွားခဲ့ပြီးဘိုရူတိုကသူပြန်သတိရလာတဲ့အချိန်မှာတော့ကိုနိုဟာဆေးရုံကိုရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်ဘုံလေးဝမ်းနဲ့ဒီလိုသူ့ကိုနေမခေါ်ဘူးတဲ့ပြုံးနေစီလို့ဂျုံနဲ့အယုတ်တွေငါဝယ်ထားတယ်မမုံနဲ့ဘုံရင်ကမတိတက်ခဲ့ပေမဲ့ဒီချိန်မှာမင်းရလက်ကိုပဲဝိတမ်းရဲ့ရေစက်ကောင်းအောင်လေးသာတီးနေမမရှိတဲ့ငါရမနဲ့တစားပြောင်းလို့သာကြည့်ွယ်သူရဲ့ဒီနာရီခုမှပြီးပေမဲ့မင်းငါရှိမနေခဲ့